ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာအင်္ဂလိပ်စကားကိုတန်ထွက်ကောင်းကောင်းနဲ့ native speaker တယောက်လိုပြောတတ်ချင်တဲ့သူတွေရှိလားဒါဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါဒီဗီဒီယိုမှာ native speaker တွေတကယ်လက်တွေ့မှာစကားပြောတဲ့ပုံစံကြီးနဲ့ပတ်သက်ပြီးတော့ pronunciation analysis လို့ခေါ်တဲ့သူတို့ရဲ့အတန်ထွက်ပိုင်းဆိုင်ရာတွေကိုအသေးစိတ်လေ့လာတဲ့ဗီဒီယို lesson တစ်ခုကိုကျွန်တော်နဲ့အတူလုပ်တော့မှာဖြစ်ပါတယ်ဒါတွေကိုလေ့လာခြင်းဖြင့်ကိုက native speaker တယောက်လိုအတန်ထွက်ကောင်းကောင်းနဲ့ပို့ပြီးတော့ပြောနိုင်လာမှာဖြစ်ပါတယ်ဆိုတော့ let's go okay ဆိုတော့ဒါက native speaker တွေရဲ့အတန်ထွက်ပိုင်းတွေကိုလေ့လာမယ် conversation ဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်စကားပြောသူနေရာမှာ A နဲ့ B ဆိုပြီးတော့ခွဲပေးထားတယ်ဆိုတော့ native speaker တွေဒီလိုမျိုးစကားပြောတဲ့အခါမှာဘယ်လိုမျိုးအတန်တွေကိုလုပ်ပြီးတော့စကားပြောလဲဆိုတာကိုချက်လေ့လာကြည့်မယ်ပေါ့နော် okay ဆိုတော့ပထမဦးဆုံး person A ကဘာပြောလဲဆိုတော့ I was waiting for you right ငါမင်းကိုစောင့်နေတာပေါ့ I was waiting for you ဒီမှာဆိုလို့ရှိရင်အဓိကကြည့်ရမှာဒီကျွန်တော်တို့က for ပဲကြည့်ရတာဖြစ်တယ် right ဘာလို့လဲစာကြောင်းရဲ့အလယ်မှာဆိုလို့ရှိရင် native speaker တွေကအဲ့လိုမျိုး for တို့ to တို့ဆိုလို့ရှိရင်အတန်ကိုအပြစ်မထွက်ဘူးဒီမှာဆိုရင် for ဒီသူရဲ့အတန်တော့ကတော့ for ပဲဒါပေမဲ့လို့တကယ်တမ်းစကားပြောတဲ့အခါမှာအခုလိုမျိုးစာကြောင်းရဲ့အလယ်မှာဆိုလို့ရှိရင် for လို့မထွက်ဘဲနဲ့ fa ဖောက်ထုတ်ကိုဖောက်ပေါ်လေးကျွန်တော်ကထွက်တဲ့ပုံစံ fa right ဒါကြောင့်မလို့စာကြောင်းကဘယ်လိုဖြစ်သွားလဲဆိုတော့ I was waiting for you right ဒါလည်း native speaker လို့ပြောတတ်ခြင်းသိထားမယ့်အရာဖြစ်တယ်ဘာလို့ကျွန်တော်တွေကတော့ပုံမှန်ကျွန်တော်အတန်ထွက်တွေကမှန်တယ် I was waiting for you okay a person B ကဘာပြောလဲဆိုတော့ oh really တကယ်လားပေါ့ that's nice let's go now ပေါ့ကောင်းတယ်ပေါ့နော်သွားကြမယ်ဆိုတော့ဒီမှာဆိုရင်လေကြည့်ရမှာဒီ really right ဒါကိုကျွန်တော်တို့အတန်ထွက်တဲ့အခါမှာအတန်ထွက်၃လုံးဖြစ်တယ် really နော်ကျွန်တော်က IE ရ real ကနေပြီးတော့လာအတန်ထွက်က really ဆိုပြီးတော့ဒါပေမဲ့လို့တကယ်အတန်ထွက်မှာ really အတန်နှစ်မျိုးတယ်နော် really ပြီးရင် question mark ဖြစ်တဲ့အတွက်ကြောင့်မလို့ဘာလုပ်ပေးမလဲကျွန်တော်နောက်ဆုံးမှာ intonation ကိုမြင့်ပေးလိုက်မယ်ဟုတ်လားreally oh really လို့မရ oh really okay ပြီးတော့ရှင် that's nice ဒီမှာဆိုရင် th apostrophe s ဒါဒီ that is ကိုခြုံထားတာဖြစ်တယ်ဆိုတော့ that's အဲ့လိုထွက်တာပြီးရင် nice ဒါလည်းဒါပုံမှန်အတန်ထွက်တယ်ပေါ့နော်ပြီးရင် let's go now ကလည်းကျွန်တော်တို့led apostrophe at let's နောက်ဆုံးမှာ s တန်ထည့်ပြီးရင် go now let's go now alright ဆိုတော့ဒီ sentence မှာကကြည့်ရမှာဒီ really တို့ that's တို့ let's တို့ဒါတွေပဲကြည့်ရနော် oh really that's nice let's go now alright အဲ့ဒီကမှာ person A ကဘာထပ်မိလဲဆိုတော့ sure where do you want to go ဟုတ်ပြီကောင်းပြီဘယ်သွားကျင်တာလဲဘယ်သွားကြမလဲဘာလို့မင်းဘယ်သွားကျင်လဲပေါ့ဒီမှာဆိုရင် SURE ဒါကိုကျွန်တော်ပုံမှန်အတန်ထွက်တာက sure ဆိုပြီးတော့အတန်ထွက်တယ်ဒါပေမဲ့ native speaker တွေအတန်ထွက်ကမှာ sure ဆိုပြီးအတန်ထွက်တယ်နော်ဗမာလိုဆိုရင်တော့သွေးတို့ကျွန်တော်ရဟာထိုးရေးချ sure ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့အတန်နိုင်ဆုံးရေးပြတာ sure အဲ့လိုပုံစံမျိုးနော် sure မဟုတ် sure ပြီးရင် where ဒီမှာဆိုလဲ WH နဲ့စတဲ့ question တွေကိုအတန်ထွက်တဲ့အခါမှာကျွန်တော်တို့ကဟာထိုးမပါအောင်နော် where ဆိုရင်တော့ဟာထိုးဖြုတ်ရတယ်ဗမာလိုကြည့်မှာပေါ့နော်ဆိုတော့ဘယ်လိုဖြစ်သွားမလဲ why နောက်ပြ where ဆိုတဲ့ပုံစံ where နော်ပြီးရင် do you ကိုလည်း do you လို့စာကြောင်းရဲ့အလယ်မှာဆိုရင်မသွားဘူး do ကဘာဖြစ်သွားလဲဆိုတော့ d ဆိုတဲ့အတန်လေးဖြစ်ယော့သွားတယ် you ကလည်း y ဆိုတဲ့အတန်ဖြစ်ယော့သွားတယ် where the နော်ပြီးရင် want to ကိုချုပ်ထားတာနော်ဒီမှာဆိုရင် WANNA ကပါလဲ wanna where do you wanna ဒါကတော့သိပါတယ်နော်မရေးတော့ where do you wanna ပြီးရင် go နောက်ဆုံးမှာ question ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကပါလဲအတန်တော့ကိုမြင့်ပြလိုက်မယ် where do you wanna go နော်ဒီက want to ရဲ့ချုပ်ထားတဲ့ပုံစံနော်ဒါသိမယ်ထင်ပါတယ် where do you wanna go အဲ့လိုမျိုးအတန်တွက်တွေကျွန်တော်လေ့လာဖို့လိုအပ်တယ်ဆိုတော့ကြောင့်မလို့ကျွန်တော်တို့ကနောက်ဆုံးအတန်တွက်ကဘာဖြစ်သွားမလဲ sure where do you want to go နော်ဒီလိုမျိုးအတန်တွက်တွေဆင်ခဲ့ပြီးပြောင်းလဲသွားတာဖြစ်တယ်ဆိုတော့ကျွန်တော် conversation တစ်ခုလုံးကိုအစဆုံးပြန်ပြီးအတန်တွက်မှန်မှန်နဲ့ပြန်ရွတ်ကြည့်မယ် I was waiting for you oh really that's nice let's go now sure where do you want to go right အဲ့လိုဖြစ်သွားတယ်နော်ဆိုတော့ပုံမှန်စကားပြောတဲ့ပုံစံနဲ့အရန်ကွာတယ်နော်ဒါကြောင့်မလို့တရားမျိုးတွေကိုကျွန်တော်အသေးစိတ်လေ့လာဖို့လိုအပ်တယ်ပေါ့နော်ဒါမျိုးတွေလေ့လာမှကျွန်တော်တို့က native speaker တယောက်နဲ့ပို့ပြီးတော့တူမယ် speaking
လေ့ကျင့်နေတိုင်းကျွန်တော်တို့က native speaker တယောက်လိုကြာရင်ဖြစ်လာမှာမဟုတ်ဘူးဒီလိုမျိုးအတန် short ချပုံတွေအတန်ချိတ်ဆက်ပုံတွေအတန်တော်ပိုင်းဆိုင်ရာတွေကိုနားလည်မှကျွန်တော်တို့ကဒီ native speaker တယောက်လိုအတန်တွေကောင်းကောင်းနဲ့စကားပြောတတ်တာဖြစ်တယ်ဒီလိုຢာရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှသင်တန်းမရှိတယ်ပေါ့နော်ဒါမျိုးအသေးစိတ်အတန်တော်ပိုင်းဆိုင်ရာတွေကိုအခြေခံကနေစတင်ပြီးတော့သင်ကြားပေးထားတာရှိတယ်ဆိုတော့မိတ်ဆွေညီနဲ့အဲ့သင်တန်းကိုတက်ချင်တယ်ဆိုရင်ကျွန်တော်တို့တိုက်ရိုက် contact လုပ်လို့ရပါတယ်